ညတွဲပါဘယ်လောက်ပဲစိတ်ရှိသူဖြစ်ပါစေသူ့မှာလဲနားလဲပေးရတာများလာတော့စစ်ကုံသွားတဲ့နဲ့ဆိုတာရှိလာမှာပဲလေဘယ်လောက်ပဲချစ်တဲ့သူဖြစ်ပါစေသူ့မှာလဲဘဲဆက်နေရတာများလာပြီးချစ်ရတာနဲ့ဘဲဆက်ရတာမတန်တော့စိတ်ပြက်လာမှာပဲလေဘယ်လောက်ပဲသေးခံတတ်သူဖြစ်ပါစေသူမှလဲသေးခံသူမှလဲသေးခံရတာများလာတော့တခါတလေတုံ့ပြန်ချင်တဲ့နဲ့ဆိုတာရှိမှာပဲလေဘယ်လောက်ပဲတိုနေတဲ့သူဖြစ်ပါစေလောကဓာတ်ဖြစ်အားပြင်းထန်လွန်းလာရင်သူ့မှာလဲအားငယ်တဲ့နဲ့ဆိုတာရှိလာနိုင်တာပဲလေဘယ်လောက်ပဲအသေးမာတဲ့လူဖြစ်ပါစေတကယ်ချစ်ပြီးတကယ်ခံစားလာရင်တော့မျက်ရည်ကျတဲ့နဲ့ဆိုတာသူ့ဘဝမှာတစ်ချိန်တစ်ခါတော့ရှိနေတတ်တာပဲလေဘယ်လောက်ပဲသဘောကောင်းပြီးအားနာသူဖြစ်ပါစေကိုကပဲအလိုက်တသိလျှော့ပဲနေရပြီးမနိုင်ဝန်ထမ်းတာများလာတော့အားနာတတ်တာကိုနှောင်တရတဲ့နဲ့ဆိုတာရှိလာနိုင်တာပဲလေဘယ်လောက်ပဲယူသားသူဖြစ်ပါစေဖြူစင်မှုကိုအသုံးချခံရတာများလာတော့ပောက်ကွဲတဲ့နဲ့ဆိုတာရှိလာနိုင်တာပဲလေဘယ်လောက်ပဲယုံကြည်တတ်သူဖြစ်ပါစေအလင်ခံရတာများလာတော့တန်တရားဝင်ပြီးမယုံကြည်တဲ့နဲ့ဆိုတာရှိနေနိုင်တာပဲလေဒါကြောင့်ကိုယ့်ဘဲကတန်ဖိုးထားရတဲ့သူတွေကိုနာကမစွန့်ခွာစေချင်ရင်သူ့ဖက်ကိုဖက်မျှတွဲပါကိုကြောင့်သူတို့ရဲ့နှလုံးသားကိုအနာမဖြစ်စေနဲ့နော်လူဆိုတာခန္ဓာရည်ထက်ကျော်လွန်သွားရင်အပြေးတိုင်းစိတ်ပြတ်ပြီးဥပိ္ပခာပြုတ်သွားတတ်တယ်သူ့ဖက်ကိုဖက်မျှတွဲတတ်တဲ့ကိုချင်းစာတရားကိုမွေးမြူထားမှကိုတန်ဖိုးထားရသူတွေကိုအနာမှာအမြဲရှိနေမှာဖြစ်တယ်တဲခံတတ်တဲ့သူနဲ့ပေါင်းတင်လိုက်တော့ကိုပါစိတ်အဲတက်လာတယ်ကျင်နာတတ်တဲ့သူနဲ့ပေါင်းတင်လိုက်တော့ကိုပါနှလုံးသားတင်မွေလာတယ်တန်ဖိုးထားတတ်တဲ့သူနဲ့ပေါင်းတင်လိုက်တော့ကိုပါအရာရာတလေးတစားလောက်တက်လာတယ်ကိုချင်းစာတတ်တဲ့သူနဲ့ပေါင်းတင်လိုက်တော့ကိုပါစာနာတက်လာတယ်ပျော်ပျော်နေတတ်တဲ့သူနဲ့ပေါင်းတင်လိုက်တော့ကိုပါပျော်ချင်းစိတ်တွေပေါက်လာတယ်ကျိုးစားတတ်တဲ့သူနဲ့ပေါင်းတင်လိုက်တော့ကိုပါတိုးတက်ချင်တဲ့စိတ်တွေမွေးဖွားလာတယ်မေတ္တာထားတဲ့သူနဲ့ပေါင်းတင်လိုက်တော့ကိုပါမေတ္တာနဲ့နေတတ်လာတယ်တတိရှိတတ်တဲ့သူနဲ့ပေါင်းတင်လိုက်တော့ကိုပါအတိတတိတွေနဲ့နေ့ရက်တိုင်းကိုဖျက်ကျော်လာတတ်တယ်ယူသားတဲ့သူနဲ့ပေါင်းတင်လိုက်တော့ကိုပါအစစ်အမှန်တွေကိုထုတ်သုံးလာတတ်တယ်နာခံတတ်တဲ့သူနဲ့ပေါင်းတင်လိုက်တော့ကိုပါနာခံတတ်လာပြီးအကောင်းအဆိုးကိုခွဲခြားနိုင်လာတယ်စိတ်နှလုံးကောင်းတဲ့သူနဲ့ပေါင်းတင်လိုက်တော့ကိုပါသူတော်ကောင်းစိတ်တွေမွေးမြူလာတယ်တကယ်တော့အကြောင်းတရားကောင်းမှအကျိုးတရားလှတာပါ